ဒီဘက်ကိုပြောလို့မရတော့ဒီဘက်ကမှဝိုင်းလို့ရဟိုထဲလေးကိုရလေကိုရရဲ့တဲ့ထဲထဲအုပ်ဆောင်နေတယ်ပွင့်နေတယ်ကိုအဲ့လိုလားတော့ရမလားပြေးပေါ့မပေးပါဘူးတိပါတယ်နင်ဖုန်းငါမပြီးပါဘူးအဲ့ဆိုဒီဘက်ကပြေသွားပေါ့ဟုတ်ဆက်ပြီးနေနော်အလဲမလဲမှုတ်နေရပဲအော်ဒီဘက်ကမပြူသေးဘူးဟုတ်တယ်မပြူသေးဟိုဘက်ချမ်းပြူသွားတချမ်းပြူသွားတာပေါ့အဖေနဲ့ရရမဟုတ်ရှိရအိမ်နဲ့လည်းပြင်ကြည့်ရနော်တချမ်းပြကျောင်းဆောင်ပြောတဲ့နေရာအဲ့ဒီကတော့လူလေးစီတာပုံနေတယ်အရင်တော့ဝင်လို့ရအောင်အဲ့ထက်တည်းဘုံမဟုတ်ဘူးသူရပါလေတက်ကြည့်တယ်ဟုတ်တယ်တက်ကြည့်ပြီးပါပြီဒါအဲ့ဟီဂျီပါတယောက်လည်းဒီလိုမျိုးပဲသွားတာပဲတားလည်းပဲအဲ့ဟိုပေါ်မှာလေဘုံခုနဲ့စင်းနေပြလားဒီလိုတွိုင်းနဲ့ရှင်းပြမယ်နေရာလေးကြည့်အောင်လားဒီအကြောင်းကြီးအောက်ထပ်ဘက်မှာဆိုရင်ခေါမအမှောင်9ခန်းရှိတယ်ဒါဘောင်း14ခန်းရှိတယ်နံပါတ်မင်းတို့ကကြာအမှောင်ထဲမှာဆိုသူမချင်းတဲ့မင်းချင်းမင်းသား34ပါးကိုကွတ်မြတ်တယ်အလင်းကန်းထဲမှာကြာတရားထိုင်ဘယ်လိုဘာလို့တရားထိုင်အောင်ဆိုသူရဲ့ယောက်ျားပငင်းမြင်တော့တရားကျင့်မှန်တယ်တရားအားထုတ်တယ်နောက်ကွယ်ကနေမင်းချင်းမင်းသားတွေ34ပါးကိုတတ်ခဲ့တယ်ဆိုတာကဒါငစိမ့်တဲ့ဘွားနဲ့မိဖုရားကောင်ဖြစ်တော့နင်းနေသူ့ကိုနမ်းမတော်မင်းလို့ပေါ့နမ်းမတော်မင်းဆိုတာနင်းနဲ့မတော်လို့ပေါ့ခဏကမတန်ဘူးပေါ့ရှေးတော့ကမတော်ဘူးဆိုတာမတန်လို့ပေါ့နောက်တစ်ခုသူမျက်မောင်နဲ့ကြာမနမကြီးဒါစေးစရာလေးကိုတိုင်နေတာတူအဲ့ဒါကိုသူ့ကိုလင်းလေးပါလေသူ့ကိုတက်မို့အဲ့ဒါကြောင့်34ပါးကိုမြတ်ဖြစ်မင်းတို့ကမင်းကြီးမင်းသား34ပါးလဲပုံမြတ်ပြီးတော့သူကဘယ်လိုချစ်လို့ကြိုက်လို့တဲ့တော့မို့တော့ကောက်ခံလို့ခဲ့တယ်သူ့ရဲ့မောင်ကိုသူကနန်းတင်သူ့ယောက်ျားဘာကြီးတော်မင်းတရားကြီးကိုပြောပြတော့သူ့ရဲ့ယောက်ျားဘာကြီးတော်မင်းတရားကြီးကတာယာဦးဒီမင်းသူ့ရဲ့ညီတာယာဦးဒီမင်းကိုပဲနန်းပေးမယ်ဆိုပြီးဆုံးဖြတ်တယ်အဲ့ချိန်မှာလည်းသူကမင်းတို့ကစိတ်မထိန်နိုင်ပြီးယောက်ျားရဲ့စားဖို့တော့မှစိတ်ခတ်တတ်တယ်စိတ်ခတ်တတ်တော့ဘင်းရင်ကြီးတာယာဦးဒီမင်းသားဆိုတာရှိတယ်ကိုရဲ့ယောက်ျားပုံမှန်တောင်ရက်ဆက်ရုံပါတယ်ဆိုမင်းတို့ကိုသူကအိမ်တော်ရာကနေလိုက်တတ်တယ်လိုက်တတ်တော့ဆရာတော်ဦးဘုရှိတဲ့ဒီကျောင်းတော်ကြီးတွေကိုထွက်ပြေးလာတယ်ဆရာတော်ဦးဘုတပည့်တော်မှာခဲ့ပါအောင်ဆိုတော့ဆရာတော်စကားလေးတစ်ခုမိန်လိုက်တယ်ပေါ့နော်မိနူတဲ့နင်သူအကျွေးရှင်ရင်နင်ပေးစမှာပေါ့နော်မိန်လိုက်သူ့ကိုတခြားလုံးကစကားပြောတဲ့ဆရာတော်ကသူ့ကိုစကားပြောပြီးသူ့သေးပြောပြီးသူ့တင်ဆွေးရပြီးဆိုတော့ဒီကျောင်းရှိတဲ့မှာဆက်ပြန်တက်ခံမင်းတို့ကိုဂရီပါအဲ့ကိုကောင်းအောင်ဆိုပြီးမှလဲမျိုးဒုတ်တယ်တုံးချိုက်လိုက်မင်းတို့ကဖုန်းတစ်ခုကြည့်တယ်ဆက်မြက်တယ်ဆိုတော့တောင်းတက်လို့မပြေခဲ့ဘူးမတဲတော့တော့တနေ့လီလာခံမှာဒီအေယာဝတီကြီးပြန်မြက်ပုံမှာဒီဖုန်းကြီးတောင်းရဖို့ပဲမှာဆိုရင်အေယာဝတီမြစ်ရှိတယ်အေယာဝတီမြစ်မှာပဲရေချတက်မှာပြီးလို့ဆိုဂရီပါကြီးထုတ်ထည့်တဲ့ချိန်မှာမင်းတို့ကတစ္ဆာဆိုပြီးချိန်လာတိုက်လိုက်တယ်တကယ်လို့သူ့ဟိုဒါအေယာဝတီမြစ်ထဲကိုရေချတက်မယ်ဆိုရင်သူ့ကိုတတ်တယ်လားတိုင်းရာစီတိုင်းမှာဒီအေယာဝတီမြစ်တွေခန်းချောက်ပါသေးလားဆိုချိန်လာတိုက်လိုက်တယ်အေယာဝတီမြစ်တွေခန်းချောက်သွားရင်နောင်လာနောင်သားပြည်သူပြည်သားတွေမိကိုစားတော့တဲ့ဒုက္ခရောက်မယ်ဆိုဘယင်ကသူ့ကိုအေယာဝတီမြစ်မှာမတက်ဖြစ်တော့ဘူးကျုံရှိတဲ့တနင်္ဂနွေတောင်တောင်နမိုင်းဥပိတ်မှာပဲကွတ်မြတ်လိုက်တာအဲ့ရရင်ဘုံကြားဆိုတဲ့စကားလုံးမသုံးပါဘူးကြားရင်ကြီးပိုင်မဝင်ရဘူးကြားတတ်တူလို့သူမိမသားဖြစ်ပါရဲ့နဲ့တချီတစ်ခါရိုက်တယ်လို့မတရားတောင်မှယောက်ျားတွေဖြစ်မှာရဲဆက်ဆက်3နေရာ3ဌာနပြောင်းတက်တယ်ဆိုပြီးယောက်ျားတွေကိုမုန်းတီးသွားတယ်သူရဲ့ချိန်သားပါလို့စူးရှောင်ဆိုတော့မင်းတို့ကလူတွေကွက်မြက်ချင်းဒီနန်းဆောင်ကိုလာတယ်သူနေတဲ့နန်းဆောင်ကကြာမျောသေးတောင်မှကြီးတုံးကြီးရှိတယ်နန်းတော်ဆောင်မောင်းပင်ဆိုတာမွတ်စလင်လူမျိုးပေါ့နော်အဲ့ချိန်မှာလည်းမင်းတို့ရဲ့ဘဲလက်ယုံပေါ့မင်းတို့မှမရှိတော့တာတဲ့ဒီနန်းဆောင်ကြီးကိုဒီတိုင်းထားရင်လည်းပစ္စည်းတွေတော့ခြားစားလောက်ကိုက်လို့တော့ကုန်သွားမယ်ဆိုသူ့ရဲ့နန်းဆောင်ကြီးကိုဖျက်ပြီးတော့မှသူကတရားထိုးလိုက်တယ်အဲ့ချိန်မှာလည်းတာယာဦးရင်မင်းကတိသွားတယ်တိသွားတော့မောင်ပိန်ကိုဆင်းခေါ်တယ်မောင်ပိန်ဒီတရားကိုဖျက်ပေးမှလားမင်းအတန်စရိမှလားလို့မေးတယ်မောင်ပိန်ကစဉ်းစားတယ်တကယ်လို့တရားကိုဖျက်ပေးမယ်ဆိုရင်အင်းကြီးထဲမှာရေဝင်တဲ့ခါကျသူတို့လူမျိုးတွေဒုက္ခရောက်ရရဲ့ခက်ခဲဖြစ်ရရဲ့နောက်တစ်ခုသူကမန္တလေးနန်းတွင်းထဲကိုဝင်မယ်ဆိုလဲအဲ့တရားဝင်စင်ပြေတယ်အဲ့ဒါကြောင့်မို့သူကစဉ်းစားပြီးတာသူ့ရဲ့တက်ကိုစရိခတ်မယ်ဆိုရင်လေသူကသူများမတက်လေနောက်၄နှစ်ကြာရင်တေးရမယ်သူ့ရဲ့တက်တန်အကုန်ဆုံးပြီဆိုတော့သူ့ရဲ့တက်ကိုပဲစရိခတ်လိုက်တယ်ရှေးတော့အဲ့တရားလေးကမောင်ပိန်ကိုချင်းမြင့်နေနေမောင်ပိန်တရားလို့ခေါ်တယ်ယနေ့ခေတ်ကျတော့တက်ကြီးတော်တော့ဥတက်ခေါ်တယ်တော့ဥပိန်တရားလို့ခေါ်တယ်
မဲနုရဲ့ဘဲလေရုံပေါ့နော်မဲနုကကြတော့အသက်16နှစ်သမီးမှာမိဖရဲ့ခေါင်းကြီးတော်ကောက်ခံရတာအသက်20မှာသမီးမင်းကလေးမွေးခဲ့တယ်အသက်40မှာကိုမြတ်ခင်သူမွေးတဲ့သမီးလေးကြတော့ပုံစင်မြူမရှင်နဲ့မင်းတို့မင်းတရားကြီးနေရလို့မွေးတဲ့ကျစူဖီယာကြီးစူဖီယာလက်စူဖီယာကြီးနဲ့တီဘောမင်းနဲ့ရေငန်နာကိုစူဖီယာလက်ကတီဘောမင်းကိုတစ်ဖက်သက်ချစ်မြတ်လို့တော့အမားဖြစ်သူထိုင်မဲ့ပလင်မွားနေတွန်းချပြီးဖွက်ထားလိုက်တယ်သူကလူကိုဖွက်ထားတဲ့မာလီကတစားကိုချူတယ်မာလီကတစားဆိုတာတော့မင်္ဂလာဝတ်စားအဲ့ဝတ်စားကိုသူကိုယ်တိုင်ယူဝိပြီးပလင်ပေါ်မှာတတ်ထိုင်လိုက်တယ်နောက်ဆုံးတီဘောမင်းကိုစူဖီယာလက်ပဲပိုင်ဆိုင်တယ်စူဖီယာလက်ကလည်းထိုတင်းတူပဲအတ္တကြီးရမကြီးတယ်လောဘကြီးတယ်ပေါ့နော်ဒီပေါ်မှာတကားတွေဆိုရင်တကားပေါက်တစ်ချက်ပိန်သူ့ရဲ့လက်နဲ့တစ်ချက်ပိန်ကုန်ပိတ်တယ်မင်းတို့ရဲ့လက်နဲ့မှာတစ်ချက်စောက်ဖွင့်ရင်တကြောင်တော့တကားတွေကုန်ပွင့်တယ်ပေါ့နော်အတန်လေးမျိုးကြားတယ်ဆူတောင်းပြပြရဆိုတာရှိတယ်ပေါ့ဘလို့ကြားအောင်ဆိုတော့တကားတွေမှာထည့်ထားတာရှင်းတော့နံပါတ်မင်းလူကြီးတက်လာတယ်ဘယင်မကြီးတက်တယ်ဆိုတာစင်အော်တန်ကြားတယ်သူ့ရဲ့ယောက်ျားဘယင်တက်လာတယ်ဆိုရင်သူကြားဟင်းနဲ့ကြားတယ်သူ့ရဲ့မောင်အိုလာတယ်ဆိုရင်သူမြင်းအော်တန်ကြားတယ်ဆရာတော်ဥပုပ်ကမင်းတို့ကိုကျွတ်တရားချတော့မယ်ကြွလာခဲ့တယ်ဆိုတော့ဂျိုးကြအော်တန်ကြားတယ်အဲ့စီဝေကန်ကြီးပေါ့နော်ပလင်ကတော့အင်းဝခက်ကပိုက်ဖယားကတော့ကုန်းမောင်ခက်ဆိုမင်းတို့တမီးစင်မြမရှိရနေပြီးတော့မှမင်းတို့ကိုလှူဒန်းထားတာပေါ့သူကဘွားကူကောင်းဆိုရှေ့ကိုမျက်နှာသာပြီးထားတာနောက်တက်စုကကြတော့ဒီထဲမှာဆိုရင်ဖယားရှိခိုးကမိတရားထိုင်ခိုင်းကိုမြတ်တဲ့ခံရတော့ဟုတ်မကျွင်းထဲမှာသူအောက်ထက်ထိကြိုးကြသွားတယ်ပြင်များတွေကလေကျွန်းကြသွားတာပေါ့ကျွန်းကြသွားပြီဖယားကလည်းအောက်ထက်မှာရောက်ရက်တော့မှုဖယားကြီးမင်းတို့ကဒီเจ้าကြီးစောက်လို့တာကြတော့ပုံတန်လူ3ယောက်ရှိတယ်ဒီအင်းဝါမြို့မှာတစ်ချောင်းကတော့အကြီးဆုံးခန်းနာသုံးပဲရေဦးဖလန်ကုန်းရှိဖို့ဘက်မှာသူ့ရဲ့ဇာတိမှာတစ်ချောင်းရှိခဲ့တယ်အိန္ဒိယနိုင်ငံမှာတစ်ချောင်းရှိခဲ့တယ်အိန္ဒိယနိုင်ငံတော့မင်းတို့တည်ခဲ့တာမဟုတ်မင်းတို့မြေဆိုဖီယာလက်ဖန်ခံရတဲ့အချိန်မှာပါတော်မူမူမှာတစ်ချောင်းရှိခဲ့တယ်ဒီချောင်းကတော့အကြီးဆုံးကိုအထင်ကြီးပေါ့ပိုချောင်းလေးတွေကအခွဲလေးတွေဆိုတာနည်းနည်းသေးတာပေါ့ခင်ဗျရှင်းတော့ဒီလက်မျိုးတို့ကတော့မပါဘူးပုံမှာတင်တယ်နော်မင်းတို့ဟုတ်တယ်ရှေ့ဖို့လေဖလန်ကုန်းကြီးရွာလေးမှာလေဖလန်ကုန်းကြီးဟုတ်လားဖလန်ကုန်းကြီးရွာလေမင်းပေါက်ရွာဆိုတာရှိရင်မင်းပေါက်ဖလန်ကုန်းမင်းပေါက်မှာလေရှိဟောဒါဆို तू ကခုနကကျွန်တော်တိတဲ့ဟိုမျောစင်နားမှာနေတာမျောစင်ကြီးရဲ့တောင်ဘက်မှာနန်းဆောင်ခုနကလူလာတတ်တယ်မင်းသားတွေလာတတ်တယ်အဲ့ရပဲတရားထိုင်ခိုင်းတာမဟုတ် तू တရားကျင့်မဲ့မယ်ဆိုပြီးသူ့ရဲ့ယောက်ျားဘယင်ကိုရှောက်တင်ခဲ့တာနောက်ပွဲကနေ तू လူကိုကွပ်မြတ်လိုက်တာ तू မကျင့်နဲ့တဲ့34ပါတယ်အများကြီးမဟုတ်ဘူးသူ့အတင်းဖြင်းပြောတယ်ကက်ရည်တယ်ရှုံချတယ်လေဒီက34ပါနော်မလေးနန်းတွင်းမှာじゃ48ပါအဲ့ဒါကြဘုံမင်းတို့ရဲ့တမီစင်ဖြူမရှင်တယ်မင်းတို့မင်းကြီးပါတော်မူတော့မယ်ဆိုပြီးတော့မှနှက်ပြီးတော့မှခေါ်လိုက်တာမင်းတို့မင်းကလည်းမိဖုရားမွေးတဲ့တာသမီးကြီးလေသူဟိုပေါ့မနဲ့မိုးတောက်မလင်းတဲ့ကိုသွေးချောင်းစီးပြီးသွားတယ်သူအရှင်လက်လက်လဲတွေနဲ့မြေတွေနဲ့ဖို့ပလိုက်တာလေအရှင်အဲ့ချက်မှာမင်းတို့နန်းတွင်းနဲ့အကြောင်းဝင်လို့မရလဲတွေရောလေသူရှင်းတော့လဲတွေနဲ့မလာတာအဲ့ဒီနန်းတွင်းထဲမှာပဲနန်းတွင်းထဲမှာပဲလေနန်းတွင်းနဲ့အချုပ်ခန်းမှာတွင်းထဲမှာပဲခန်းမှာ तू ကဘုံလုံးအကြံစီနဲ့ပေါ့နော်အဲ့ဒီပါမင်းတို့မင်းကျမရဲ့မကောင်းတော့ဘူးပါတော်မူတော့မယ်ဆိုအဲ့မှာ သူကဒီမင်းတို့မင်းသားတွေကိုဒီဘောမင်းကဘုန်းကြီးကျောင်းမှာရောက်နေဘုန်းကြီးဝင်နေတာအဲ့မှာ तू ကသားတွေအကုန်လုံးချုပ်ခန်းနဲ့ရောက်ပြီဆိုမှကိုခွင့်ပြပြတာမနဲ့မိုးတောက်မလင်းနဲ့တွေးချောင်းစီးပြီးမှာအဲ့ကြောင့်ပြောတာဟိုဒီနေ့ဖြစ်လေအဲ့ဒီထီနာလူလို့တက်ခါဟိုလဲအဲ့လိုဖြစ်နေဒီလေးကတော့အေးချမ်းပါတခုတော့ရှိရပါဘူးဘုံလုံးပေးရကန်ရပါဘူးဒါတော့အဲ့ဒါကြောင့်အေးချမ်းတယ်ဟာဒီလိုကျွန်တော်အဲ့မဲ့တခုတော့ရှိရဘူးဘာလို့တခုရှိအောင်အဲ့လိုမျိုးမှမလုပ်နိုင်ဘူးဟုတ်လေမခါတော့မြောက်ပုံမပြနေတာကိုကမဟုတ်ဒီနောက်ဒီလိုကောက်တဲ့ဟာမျိုးလို့သူ့ရှင်းပြနေအာဆရာအဲ့ဒါကိုမရအကိုရိုက်တာရှင်းပြမသိနည်းနည်းပပလေးလာတဲ့ချိန်မရဘူးသူကအမောင်းနဲ့အနေကြတော့ဘေးဘက်ကအမောင်းလားနောက်ဘက်ကအမောင်းလားဟိုဘက်ထဲမှာအဲ့ဟိုအမောင်ကကြတော့ဒီနောက်ဘက်ထဲမှာပေါ့ဒီအနောက်မှာနင်းကအလင်းကရှိပါဒီလိုရှေ့ကကျင်လင်းတာပဲနောက်ကကျင်မှောင်တယ်ပေါ့ဒီလိုအခန်းတွေကိုဒီလိုကြည့်ရတာခုတော့သူက
အောက်ကိုပြိုကျသွားတဲ့ခါကျတော့ဘာမှကြည့်လို့မရတယ်ဒီလိုရှင်းတဲ့နောင်နဲ့ကြည့်ရင်လေလင်းနေမှောင်နေခန့်ကျလုံးဝမှောင်သွားတယ်哦，因侬啊，咱们比如说，天嘛文静。 ဝင်ကြည့်လို့ရတယ်အမောင်ကလင်းကန်းနေလိုက်ပြတာဒီခုညက်တဲ့နေရာကိုလိုက်ပြတာ မောင်ခန်းကြတော့မောင်မဲ မှောင်မဲတာပဲဘာမှမပြောင်း အလင်းဝင်အောင် လုံးပြီးပါမှရတာဒီလိုဖလက်မီလေးတွေပါမှရအလင်းကန်းကလင်းနေလင်းမဲ့ဆိုပေမဲ့ဒီလိုဓမီလေးပါတော့ပို့ပြီးစိတ်ရှင် တုံးကြီးတွေဆိုတာသူ့ကိုကတ်နေလို့ ဟုတ်တယ်သမီးတို့ကလေအားတသမခွန်လောက်တော့ထပ်ပြီးကြိုးကြတာဒီဟာလေးဒီဟာလေးတွေ ဟုတ်လား ကိုတသမခွန်တော့နည်းနည်းလေးဒီဟာလေးတွေမပယ်သေးဘူးမပူးစည်းလေးတွေ တော်တော်မှလေးဓမ္မကခုနက သမီးတို့ဒီမှာကျ9တက်သမခွန်ဆိုပြီးတော့မှလေခွန်တော့ကြတော့အပေါ်ဝါဟာတွေပေါ့9တက်သမခွန်ကဒီဟာလေးတွေဒီတိုင်းလေးနဲ့ဒီပေးမယ်ဒီလိုလေး 6တက်မှလေး မုံအဲ့ရပြီးတော့နောက်ထပ်တစ်ခါလှုပ်သေးတယ်လေနည်းနည်းတန်းလေးရက်ကြော်မှလေရက်တော်ကြာမှ9ကြော် မန္တလေးမှာ ပြန် ဆို လှုပ်တဲ့အချိန် သမီး မှာ တို့ရှာခဏလောက်တယ်နေ့တိုင်းလောက်တာမနေ့လောက်တယ်ညနေလောက်တယ်အဲ့လို အခုလည်းလောက်တာပဲလေ ခုလည်းလောက်တာမနေ့ကလည်းလောက်တာ ဆက်နိုင်ကွက်ဆက်နိုင်လို့ပဲပြောငါတို့ကောင်းအောင်ပါရှိတယ်တို့မသိဘူးလေ အဲ့လေ အဲ့မနေ့ရဲ့ရင်မနေ့ကကြတော့4:25မိနစ်မှာနော်4:00ကိုတော့တော်တော်လေးကျန်နေအဲ့ဒါကြတစ်ချက်တည်းဆောင်တယ် အဲ့ဆိုဒါရလည်းဘီလက်မြေတွေမဟုတ် ဒီငလင်းကြောလာတိုင်းနေလို့ပြောနှုတ်တော့ပါဘူးအညာပေါ့အဲ့ဒီနည်းနည်းပဲကျန်တယ် ဒါနောက်ပိုင်း ထုံးပါဒါပြန်ပြင်ထား ဒါပြန်ပြင်ထားတဲ့နေရာတွေထုံးပါတာဘီလက်နေတော့ကလေမပြင်ထားတဲ့ဟာကိုပုံမှန်လှည့်ကြည့်လိုက် ဟိုအပေါ်မှာ ဟိုပေါ်မှာဆိုတော့အစီးတွေနဲ့ထပ်ထား နဲ့ အပေါ်ကနေကြည့်လိုက်နောက်ဒီဟိုဒီမှာကြည့်လိုက်ဟိုမှာဟိုဝဲတောင်း ဒါကြမဲနုသမီးစ ဟိုဝဲတောင်းဟာပြင်ထားလို့ပြီးတာ ဟုတ် ဟိုမှာပြင်ထားဟိုထိတ်ကားတွေဆိုဘယ်မှာ နောက်ဒီမှာကြည့်ခုလိုက်တာစင်မျိုးမရှိရင်လက်ထက်မှာတစ်ချမ်းပြလိုက်တာအမဲနုလက်ထက်ကပစ္စည်းဒါစင်မျိုးမရှိရင်လက်ထက်ကပစ္စည်းအဲ့လိုကွာတယ် ဩစင်ပြူမရှင်မှာ လက်ထက်မှာလေတော့ငလင်းလုံးလို့ပဲတစ်ချမ်းပြိုကျသွားတာဒီတစ်ချမ်းကိုပြန်ပြီးပြမှန်တာ အဲ့ ဘယ်ကျန်နေခဲ့တဲ့ဟာမဲနုလက်ထက်ကတစ်ချမ်းကျန် ဒီရပြန်ဆောက်ဖို့အတွက် တကယ်လို့ဒီဟာကိုဒီဘေးတွေကယူပြီးတော့မှပြန်ဆောင်မယ်ဆိုလဲဟိုဟာကြီးကမိထားတာတောက်ပေးသလိုဖြစ်နေတာလေကိုကြီးကြည့်လိုက်သုံးသက်ကြည့်လိုက်လေဖြိုချပြီးမှဆောင်မှာတကယ်တမ်းကျတော့ဒီတိုင်းလေးထားတော့ပို့ပြီးတော့မှစင်ပြေမယ်လို့ထင်တယ်ဘာဘူးလို့ဆိုတော့ဒါရှေးအောင်ပစ္စည်းရှေးအောင်ဝင်နေလေဒါမဲနုသမီးစင်ပြူမရှင်လက်ထက်မှာနှစ်ပေါင်း200နဲ့2နှစ်ရှိပြီ1822ခုမှာတည်ဆောက်တာတကယ်လို့ခုပြင်မယ်ဆိုခုတက်ကတိနဲ့ပဲတက်ပါလေအဲ့လိုလေးရှိတယ်လေ ဒီအောင်လို့မပြင်မဲနဲ့ဒီတိုင်းပဲထားပြီးတော့နောက်လေးတက်ကြီးတွေ့ဘူးတယ်မဟုတ် ဟို လေးတက်ကြီးမှာအဲ့လို မှာ ဂျပန်ခေတ်ကလည်းလေ နင်ပေါင်း2000ကျော်ပြီလေ ကျန်ထား ခိုင်းတာ ဟုတ်တယ် အပြင်မှုတွေ ဟာလေးတက်ကြီးမှာဂျပန်ခေတ်ကလေးတက် အတိဖြစ်သွားမှာလေအဲ့ဒါကြီးကိုသွားကြည့်နေကြနေရ ဂျပန်ခေတ်ကလေးတက်ကြီးအဲ့ဒါလည်းဒီတိုင်းထားလိုက်တော့ခုငလင်ကြပြချက်တယ်ဟုတ်မယ်လေအဲ့တိုင်းတော့ပူပြီး ခုနတော့ပုံတော့ရိုက်ခဲ့သေးတယ်ကျွန်တော်အလာလန်းပေါ်မှာလေးထပ်ကြီးဆိုတော့ ဟုတ်တယ်နန်းနေလေဒီတိုင်းပဲလေပြင်ဦးလေအဲ့လူတွေကဒီပေါ် အဲ့ဆိုရင်နာပါတယ်မလို့ရင်နာပါတယ်မလို့အဲ့ရလေးလက်ပြတယ်လို့ ရှင်နန်းဆောင်တာပိတ်သွားပြီ ကောင်းတာလည်းရှိတယ် တောင်းမှဟိုကောင်းလေးရိုက်ခဲ့မှမဲနေမြင်လား အဲ့ဒါ နင်းကိုပြုံးပြနေတယ် ဟိုဟာ ပြုံးတယ်မုံတော့မဲ အဲ့ဒါကျတော့ဟိုဟာလေးဟိုဟာမနှုတ်တရားဖိနေခွ ဩမနှုတ်ကြည့် မလို့လည်းခဏကတော့တမိုင်းနဲ့ဟာသားရှင်နော် ဟုတ်တယ် အဲ့ဆိုရင်နန်းတော့ပေါ်ပြီးပြန်ပိတ်လိုက်တာ ဟုတ်တယ် ဒီကြီးနဲ့ပဲ ဟုတ်တယ်တာ ပြန်ပို့လိုက်ရတာ ပြန်ပူလိုက် ဘာဖြစ်လို့လဲ တတဟိုဟာလေရေးတိုက်စားမ အော် အဲ့တော့ဘူးရော မိုးဘက်ကိုသွားလိုက်တာပဲဒီအောင် အဲ့ဆိုခန္ဓာတစ်ပတ်နှစ်ပတ်လောက်ပဲခံသွားပါ ဟုတ်တယ်တာတွေ့ရနှစ်ပတ်လောက် ငယ်ငယ်တော့ကျောင်းတက် 6လပိုင်းတရက်နေ့ကစရှင်6လပိုင်း18ရက်နေ့မှာပြီးတယ် အဲ့တော့ဘောတူမှာတက်တာ အမေဒီကဲလေးဆိုတာတော့မျိုးလောက်အားပေးတယ်ပေါ့ ဝင်ပါထွက်လာ ကျွန်းတကားတွေ စဝင်လာတဲ့ပေါ့ ပေါ်မှာဆိုဒီလိုပဲဘေးလက်မြေမပါဘဲနဲ့ဆောက် ဟုတ်အဲ့ဒါတော့နှစ်ပေါင်း100ကျော်ပဲရှိတယ်ဒါနှစ်ပေါင်း200ကျော်245နှစ်လောက်ရှိတယ်သူကပူပြီးရှိကြ ဒီအပင်လေးသားတော့အမဘူးကလေးရှိရ ရှေးတော့ကတည်း ဟုတ်လား ကတူပဲ ဟုတ်လား ဟိုပင်ကပို့ကြဟိုမဲ့ဦးလေးဟိုပင်ကပို့တက်တန်းရှိတယ် ဟုတ်လား ပဲ့ဖြစ်နေ ဘိုးကပင်စီလက်ပို့ကြီးရ ဟုတ်တယ် ဩအဲ့ဟို သူကဒီနန်းနုနဲ့မှာ ဒီကောင်လေးရှိကြတဲ့ရှိတယ် ဟုတ်တယ်ဒီမကြီးကနုနုလေးဆိုနုတယ်လို့မပေါ့ထွက်တယ်လို့ပဲပေါ့ ဟုတ်တာလို့ အဲနုဆိုတဲ့စကား သူ့နာမည်ပါတဲ့ဟာကိုပြင်မတော့ ထွန်းနာပဲပေါ့နော်ထွန်းနေတာရွှေလေးကိုထွန်းနာပဲလို့ပြောရတယ်နုနာပဲဝေးစားတာပဲနုဝေးစားတယ်ဆိုတာသူကနုဆိုတဲ့စကားလုံးမသုံးရ အသက်200ကျော်ပြီ အဲ့တော့
ဒီပေါ်မှာဟိုဟာရှိသေးတာပေါ့မဟုတ်ဟိုဟာမျိုးအခုံးရှိတာကျိုးသွားတာ လောက်တော့ကျိုးကြ ဟိုအဲ့ဒါဒီတကားတွေရော ပိုလိုမျိုးကြီးရှိတယ်လေ အဲ့ဆိုရင်အင်းလို့တော့ဘယ်သူမှအဲ့မကြောက်ကြဘူးပေါ့ကြောက်တာဒါလည်းလူ ဟုတ်တယ် ကြောက်တယ်လေ